ဒီနေ့မှာတော့နောက်ထပ်တစ်မျိုး verb ကရိယာဆိုတာဘာလဲကရိယာဆိုတာတော့ပြုတာဖြစ်တာရှိတာဖြစ်တာအဲ့ဒါတွေကိုဖော်ပြတာကို verb လို့ခေါ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ငါစားတာအိတ်တာသွားတာလာတာအဲ့လိုမျိုးဟာတွေကိုဖော်ပြတာကိုတို့ကကရိယာ verb လို့ခေါ်ပါတယ် verb မှာ2မျိုးရှိတယ် main verb နဲ့ having verb ဆိုပြီး2မျိုးရှိတယ် main verb ကတော့ဘာလဲဆိုရင်အကူညီမလိုပဲပေါ့နော်သူဘာသာသူတော့ယက်တည်နိုင်တယ်အဲ့ဒါကဘာလဲဆိုရင် I like apple I ကျွန်တော် like ကြိုက်တယ် apple ပန်းသီးကိုကြိုက်တယ်အမှာ like ကတော့ main verb ဖြစ်ပါတယ် I eat orange ငါလိမ္မော်သီးစားတယ် eat ဆိုတာလည်းအမှာစားတာကိုဖော်ပြလို့အကြောင်းမို့လို့ဒါက main verb ဖြစ်ပါတယ် okay having verb မှာဘယ်နှမျိုးရှိလဲ4မျိုးရှိပါတယ် having verb မှာ4မျိုးကဘာတွေလဲဆိုရင် verb to be verb to have verb to do နဲ့ modal verb ဆိုပြီးတော့4မျိုးရှိတယ် verb to be မှာဘာတွေပါလဲဆိုရင် am is are was were ပေါ့နော်မှားပါလို့ပါရှင် am is are was were ပါပါတယ် verb to have မှာကျတော့ has have has ဆိုပြီးတော့ပါတယ် verb to do that this modal verb မှာဘာတွေပါလဲဆိုရင် can could shall should will may might must ဆိုပြီးတော့အဲ့ဒါတွေပါပါတယ်ကျေးဇူးတင်ပါတယ်